ကတော့ဒါကာကြီးကွင်းကနေပြီးတော့စီချိုသွားနေတာဖြစ်ပါတယ်စီချိုရောက်ချင်းမနက်စာကတော့မရကျော်သုံးဆိုင်ရထမင်းသုံးနဲ့ငဖယ်ပါဒါတော့ချိန်ရလို့စီချိုလည်းနည်းနည်းရှောက်ပတ်ကြီးဖြစ်တယ်ပေါ့နော်ဒီမှာတော့ဒီအဝတ်စားတွေပြီးတော့လူသုံးကုန်တွေရောင်းပါတယ်မြက်ဖက်ယုံကြီးထဲမှာတော့ဒီဖက်နက်တွေပေါ့နော်ရောင်းပါတယ်ဒါတော့စီချိုရဲ့မြက်ဖက်ယုံကြီးရဲ့ရှိမှာဒီလိုမျိုးကိုပြန်ကျော်ပြီးတော့မြန်မာမုံစုံနေနေအောင်